ကိုတဲ့ပြင်းတာကြိုက်တယ်ဘာကန်ရမလဲပြင်းတာကြိုက်ရင်တော့အကျန်းကင်ပေါ့ပုံမှန်တောက်တယ်သိရမှာနည်းနည်းပေါ့လာတယ်ပေါ့တိတ်မတိုးတော့ဘူးပေါ့နည်းနည်းလေးပြင်းမှပေါ့နည်းနည်းလေးကျန်းမှပေါ့အဲ့လိုကြိုက်တယ်ဆိုရင်တော့recommend ပေးစရာက2မျိုးတော့ရှိရဲ့ကျန်းတာကြိုက်တယ်ဆိုတော့အဲ့ကျန်းတဲ့ထဲမှာတစ်ခါသုံးလားပေါ့ဒါမှမဟုတ်တစ်ခါသုံးခေါင်းလဲလားပေါ့တစ်ခါသုံးကြိုက်တဲ့သူအတွက်ကောတစ်ခါသုံးခေါင်းလဲအတွက်ကောအဆင်ပြေရရှိတယ်တစ်ခါသုံးလဲဆိုရင်တော့5% ထိကိုပါတယ်ပေါ့အဲ့ဒါကတော့ဒီတာဘူပေါ့တစ်ခါသုံးခေါင်းလဲတဲ့ဆိုရင် SVOPP ရပေါ့အဲ့နှစ်ခုကတော့အဲ့လိုမတိုးတော့ဘူးဆိုရဲသူတွေအတွက်တော့ဒါတိုးလဲတိုးသလိုကျန်းလဲကျန်းတယ်ထောင်လဲထောင်တယ်ဈေးကလည်းနည်းနည်းလေးထောင်တယ်ပေါ့ဒါပေမဲ့ဒါထောင်ပြီးရင်တော့ဒါမှဒါပဲဖြစ်သွားတဲ့လူများတယ်ဒီထက်ထောင်တဲ့ဟာတော့မရှိသေးဘူးလို့ထင်တာပဲ